ရှုနည်းလေးတရားဓမ္မတွေကိုပြောပါမယ်တဲ့ရှုနည်းလေးကနိုင်ချမ်းနေတယ်ကိုဆိုမှ9မိနစ်ကျမ်းနေတော့ရှုနည်းလေးကခုရှုခိုင်းတာဘုရားကရှုခိုင်းတာဘုရားရဲ့ဒီသားကလည်းရှုခိုင်းတာဘုရားအဆုံးမလိုက်နာပြီးတော့သူပြီးယုံကြည်ကိုရမကြီးညာကိုခင်ဗျားတို့ယုံကြည်ပါကိုရမကြီးညာနဲ့ဟောတာအဲ့ဒါမြတ်စွာဘုရားရဲ့သဗ္ဗညညာယုံကြည်ပါယုံကြည်လေးကလည်းဒီကိုပညာလေးနဲ့လည်းဆရာပေးတဲ့ပညာနဲ့ရှိပါဘုရားဘောယုံကြည်ပြီးကိုပညာနဲ့ရှိပါသဘောကျဘုရားဘောပြီးတော့ကိုပညာနဲ့အဲ့တော့သရနဲ့ပညာညီပါ့သရလည်းဘုရားရဲ့ပညာမလွန်သေးနဲ့ဘုရားရဲ့ပညာလွန်ရင်ပညာနောက်ဆုတ်သွားမညာပညာမရနိုင်ဘူးဘုရားရဲ့ပညာလွန်ရင်ဝါဒီနှင်နာရှိတော့အကျဉ်းလွန်နန်းနဲ့ပါဖြစ်ပညာနောက်ဆုတ်သရလွန်နေလို့အဲ့ဒါကြောင့်ဘုရားတို့ဘုရားမကျဉ်းညွန်နဲ့လို့ဟောတာဟုတ်အကျဉ်းလွန်ရင်မနဲ့ရရင်းနေဗလားဘာကြောင့်လဲသရပညာမညီလို့ပေါ်ကြဘယ်လိုယူပါနိဗ္ဗာန်လို့ကျင်လို့ရှိရင်သရပညာကြီးရသရကတော့ဘုရားပေါ်မှာသိပြီးယုံကြည်ရပညာကလည်းယုံကြည်တဲ့အတိုင်းပဲပညာကလည်းဘုရားဟောဒီမှာဟောတော့မြင်စိတ်ကလေးဖြစ်တဲ့ကြားစိတ်ကလေးဖြစ်တဲ့ဆိုရင်ခင်ဗျားတို့ကဉာဏ်ကလည်းအဲ့ဒီဖြစ်တဲ့စီကိုသွားဆက်ရသရကတော့ယုံကြည်နဲ့ဒီဖြစ်တဲ့စီကသွားဆက်သဘောကျအဲ့ဒီလိုနှစ်ခုညီလို့ရှိရင်သရပညာညီရင်လည်းခဏလေးနဲ့ရသဘောကျဒါဣန္ဒြေညှိတာလို့ခေါ်တယ်ဗတ္တိန္ဒြေနဲ့ပညာန္ဒြေညှိတာပြီးတော့အကယ်ဒီနှစ်ခုမှာနွားနှကောင်ကိုကျိုးစုံတိုင်မောင်းတော့ကိုစွမ်းမောင်းတကောင်မှမလွန်ရတယ်လို့ပြောဗျာသူတို့နှစ်ခုတစ်ခုလွန်သွားရင်သရလွန်တော့ဟိုဘက်ခင်တဲ့ဘက်လဲဘုရားပေါ်ခင်တဲ့ဘက်လဲဟုတ်လားပညာကစိတ်ဆွန့်ပေါ်သွားပြန်လဲကောက်ပြစ်တဲ့ဘက်လဲသူတို့နှစ်ခုညင်းညံထားဖြစ်တဲ့စီကိုဖြစ်တဲ့စီကိုဓမ္မတို့ဖြစ်တဲ့စီကိုဘယ်သူကညံထားမှာတော့ညံထားဟိုကချင်းရင်းမိဗလားနာဘယ်နဲ့ကြောင့်မရသေးပါလဲဆိုဓမ္မညီသေးလို့မှာရှင်းမလားကဲတစ်ခုပြောလိုက်ဦးဝရိယနဲ့သမာဓိသူတို့လည်းသုံးတော့ဝရိယလေးရတဲ့ကိုသမောက်အထောက်ဖြစ်ဖြစ်ရှိတဲ့ဘက်သမာဓိကလည်းဖြစ်ဖြစ်ရှိတဲ့ဘက်ပြရမောင်းနိုင်သဘောကျဝရိယနဲ့သမာဓိကရောညီရမယ်ဘယ်ဘက်လဲညီရမှာပါလေဖြစ်ဖြစ်ရှိတဲ့ဘက်ညီနေအောင်တော့သဘောကျသိသိတဲ့ဘက်ဘယ်လိုလုပ်ရမလဲအဲ့ဒါသူတို့နှစ်ခုဝရိယကဖြစ်ဆွန်ထွက်သွားပြန်လို့ရှိရင်လည်းဥဒိစ္စပဲသွားလိမ့်မယ်တဲ့မင်းတို့မရပေဘူးတဲ့သဘောကျသမာဓိကလွန်သွားပြန်လို့ရှိရင်ပြင်းကြီးတဲ့ဘက်ရှင်းနိုင်မိတဲ့ဘက်သွားလိမ့်မယ်ကွာသူတို့နှစ်ခုတည်းမလွန်စည်းနဲ့တဲ့သိသိရှိတဲ့ဘက်ကိုရှင်းမလားကဲသရပညာရောမောင်းနိုင်ဘယ်ဘက်လဲညီရမှာဝရိယနဲ့သမာဓိကိုအဲ့တော့သတ္တိန္ဒြေဝရိန္ဒြေသတ္တိန္ဒြေဝရိန္ဒြေသမာဓိန္ဒြေပညာန္ဒြေဆိုတာဣန္ဒြေလေးပါပြီးတော့အဲ့တော့ပฏิသလုံးကြံနေတယ်ပฏิကိုတော့ဒီပေါ်မှာ၄ခုပေါ်မှာအကုန်ချုပ်တယ်ပฏิကမလစ်ဘူးလာသိစုမဲ့မောင်နေသဘောကျပฏิကတော့ဖြင့်ခொနကလွန်နေလို့မရှိဘူးသူကတော့အမြဲတမ်းစောင့်ပြီးရှိနေရအမြဲတမ်းစောင့်နေရမှာပฏิကဒီထဲမှာဖြစ်ပြမြင်တာကတော့ပညာသုံးနေတယ်သိပညာတွေအကူကြီးကြီးမှလိုက်သရာရောဝရိယသမာဓိရောပฏิဟာအကူကြီးပဲတဲ့ဒါတော့ပညာဆိုင်ရတယ်ကျမ်းမလားကဲဒါဖြင့်ဒီနေ့ညမှာဘာနဲ့ပါညီရမလဲဥပဒနာရှိတဲ့ပုဂ္ဂိုလ်မှာပြီးတော့ညီရမယ်ပฏิဘယ်တော့မှမလစ်နေဒါလေးတော့ချုပ်ပြပါဒကာဓမ္မတွေတစ်ခေါက်ပြန်ပြောစမ်းပฏิကိုဘယ်တော့မှမလစ်နေနဲ့ဒီ၅ပါးညီလို့ရှိရင်ပြန်ကွာတဲ့ဣန္ဒြေမျှတဲ့တွေ့ငါမညံဖွညာရမယ်လို့သေချာဟောတယ်ရှင်းမလားဒါဖြင့်ဥပဒနာမဲ့လို့ရှင်းပြီလောကုတ္တရာမဲ့ကောရှင်းနည်းရှင်းနည်းကောရှင်းနည်းနဲ့ရပြီဆိုတော့ဘာလိုလေးတော့ကိုဆိုဣဒ္ဓဒီနည်းညအတွက်မှာအတော်ဗုဒ္ဓံပါပြီရှင်းကြပါ